ထနောင်းကုန်းရွာဦးကရွှေတောင်ကုန်းဖျားပွဲဆိုတာနေ့စဉ်တပေါင်းလားပြည့်နေတိုင်းကျင်းပနေကြဗျလွတ်စီတဲ့ဖျားပွဲပါဗျအနီးနားကဗန်းပွေကုန်းငွေတွင်းကုန်းမပြောနဲ့ဟိုး10မိုင်လောက်ဝေးတဲ့လက်ပံလားတို့ဆရာမနိုင်တို့ကတော့ဥရွှေရိုးတော်မှုအကဝင်ပြိုင်တာဗျတူနီယာကပြိုင်ပွဲလဲလွတ်လူကြိုက်များတာဗျဒုံးလွတ်ပွဲလဲပါတယ်လေနွားလဲပြိုင်ပွဲခေါင်းအောင်ရိုက်ပွဲချောတိုင်တက်ပွဲလောင်ကစားပွဲတွေကလည်းနားလည်မှုနဲ့ခက်ကြိတ်ကြိတ်ပါသေးတယ်ဗျဒိုးဘက်ပြိုင်ပွဲနဲ့အိုးစီပြိုင်ပွဲကတော့ညပိုင်းစင်ပေါ်မှာလောက်ကြတယ်ဘယ်ကားမှပွဲငားစရာမလိုကျုပ်တို့ဘာသာစီစဉ်ပြီးကားကြခုံကြတာပါပဲဗျာဖျားပွဲစားကနေ3ရက်လောက်လို့ဆိုရင်ဟိုရောက်တယောက်ရောက်နေတဲ့ကျုပ်တို့ရွာသားတွေလည်းရွာမှာအရှူရှူပြန်ပေါ်လာတာဗျို့မတွေ့တာကြာနေတဲ့ငယ်ပေါင်းကြီးဖော်တငယ်ချင်းတွေပြန်တွေ့ကြရတဲ့ပွဲပေါ့ဗျာတချို့လည်းမတွေ့တာကြာတော့ပြန်တွေ့တဲ့အချိန်မှာဖက်ပြုတ်ငိုကြအလွမ်းတဲ့ကြညနေဆောင်တော့ရွာတောင်ဖက်ကထန်းတော်တဲ့ရောက်သွားကြပေါ့ဗျာအဲ့ဒီနေ့ကကျုပ်လည်းဖျားပွဲအတွက်ကျုပ်တောင်ယူရမယ့်ကိစ္စတွေပြီးတလောက်ရှိသွားတော့ဘဲမှမသွားပဲအနားယူလိုက်အောင်မယ်လို့တွေးပြီးအိမ်ဝိုင်းထဲကမကြီးပင်ကြီးအောက်မှာပဲကိုပြစ်ပေါ်ဖျားချမ်းခင်းဝါဘိုခေါင်းပေါ်ဆောင်ခောက်ကလေးခုသုံးလုံးလဲနေတာပေါ့ဗျာလက်မှာလည်းငကားစေးပေါ်လိတ်ကလေးညက်လို့ဖွာလိုက်ချထားလိုက်နဲ့စီးစိမ်ကလေးလုံမဲ့ကြံယုံရှိသေးအောင်မတာသေးစီးစိမ်ရစ်နေတယ်ပေါ့လေဒီအတန်ကြားဖို့ပါတယ်ဆိုပြီးခေါင်းတောင်ကြည့်လိုက်တော့ဝိုင်းပေါက်မှာမမကြီးရက်နေတဲ့ကိုပါစိန်ကြီးဗျဟာကိုကြီးပါစိန်လာလေးဗျာခင်ဗျားတော်မှရွာပြန်မရောက်တာအတော်ကြာနေပြီပဲခါကြီးကိုင်းကိုင်းနဲ့ကိုပါစိန်ကြီးကျုပ်စီကိုရှောက်လာတယ်ကိုပါစိန်ကြီးကကျုပ်ထက်10နှစ်လောက်တော့ကြီးတယ်ဗျပိတ်ပိန်ရှိရှိခါကြီးကိုင်းကိုင်းနဲ့တစ်သားဘုံကလေးတစ်လုံးဆွဲပြီးစပင်လိုက်ညက်တဲ့စံသားသမားတယောက်လေထနောင်းကုန်းတင်မကဘူးအနီးနားရွာဒီမှာပါညက်ရတာဗျသူကလည်းကျုပ်လိုပဲလူစုံတယောက်ပြို့ကျုပ်တို့ရွာကတော့သူ့ကိုစပင်ညက်ခေါ်တာလွဲရင်တိတ်ပြီးဆေးပေါ်ကြောပဲမလောက်ကြဘူးဗျဘာဖြစ်လို့လဲဆိုတော့ကိုပါစိန်ကြီးမှလည်းလူယွန်နဲ့အကျင့်ဆိုးရှိတယ်လေဗျာတခြားတော့မဟုတ်ပါဘူးဘိန်းစားတာလေဘိန်းမဲကလေးတွေမိချစ်ဆန်ခေါင်းလောက်လုံထားတာဗျတစ်သားမိချစ်ပုံကလေးနဲ့ထဲလို့စီလေးတွေကလည်းတုတ်ထားတော့မင်းမင်းပြောင်ပြောင်အလုံးလေးတွေဗျအဲ့ဒီအလုံးလေးတွေထုတ်ထုတ်ပြီးမျိုးတာပြို့ငါကရွာစင်လှည့်ပြီးစပင်ညက်ရတာဆိုတော့ဒါလေးစားမှအပင်ပန်းခံနိုင်တာကွဘိန်းဆိုတာဆေးလို့သုံးရင်ဆေးဖြစ်တာပေါ့ကွာတောင်ပေါ်ကအထမ်းသမားတွေသုံးတာကွဝန်ဆွဲတဲ့လားတွေကိုတောင်ကျွေးထားရတာတစ်ဆွဲတဲ့စင်တွေကိုလည်းဒါပဲကျွေးရတာကွဒါပေမဲ့လူတွေကတော့ဘိန်းဆိုတာနဲ့နှာခေါင်းရှုံးကြတာပေါ့ကွာဒါကြောင့်လေငါ့ကိုငါ့ကွယ်ရမှာဘိန်းစားပါစိန်လို့ခေါ်ကြတာပေါ့ငါစပင်ညက်ကောင်းလို့တာငါ့ကိုခေါ်ကြတာကွနှုတ်မို့ဆိုရင်ငါ့ကိုစကားတော်ပြောကြမှာမဟုတ်ဘူးတာတီကကိုကြီးပါစိန်ကခါကြီးကိုင်းကိုင်းနဲ့ဝင်လာပြီးကျုပ်ဝင်းမှာဝင်ထိုင်လိုက်ရောပြို့စိန်လောက်တာမဟုတ်ပါဘူးဗျာတလားလောက်ရှိပြီဗျဖျားပွဲအတွက်လုံးပန်းနေရတာကိုကြီးပါစိန်ကအခုမှပဲအားလုံးပုံစံကြသွားလို့စိတ်လျှော့လိုက်တော့မှလူလဲချေကုန်လက်ပန်းကျသွားတာပြို့ဒီနေ့တော့ဘဲမှမသွားပဲနားမလို့တွေးပြီးလဲနေတာပါဗျာဩဒီလိုလားအေးစီနာပါကွာငါကလည်းမင်းကိုမတွေ့တာကြလို့လာတွေ့တာပါမင်းနဲ့တိုင်ပင်စရာကလေးလည်းရှိလို့လေဘိန်းစားပါစိန်လို့ခေါ်တဲ့ကိုကြီးပါစိန်ကစကားကိုခက်လေးလေးပြောပြီးမကြီးပင်ကြီးကိုမော့ကြည့်နေတယ်ဗျကျုပ်ကလည်းကိုပြစ်ပေါ်မှာချထားတဲ့ငကားစေးပေါ်လိုက်တလက်ကိုယူပြီးဘိန်းစားပါစိန်ကိုပေးလိုက်တယ်ရော့ဖွာအောင်ဗျဖက်ချမ်းကလေးပါလေဩဒါနဲ့ကိုကြီးပါစိန်ဟိုဟာလောက်ဒီလားဘာလဲဘိန်းလားဟုတ်တယ်လေဗျာဟာတာတီကလည်းလောက်တာဘောကွမင်းကငါပြောပြဖူးပါတယ်ဒါကငါအတွက်စေးပါလို့ဟုတ်ပါတယ်ဗျာဒါထက်ခင်ဗျားမြို့ပြောင်းသွားတာကြာပြီဆိုတော့ဟိုမှာရောဒါတွေဝယ်ရတာလွယ်ရဲ့လားဟာတာတီကလည်းမြို့ပါဆိုနေမှာကြိတ်တာဝယ်လို့ရတာဘောကွမဟုတ်ဘူးလေဗျာကိုကြီးပါစိန်ရဲ့ဟိုမှာကရဲတွေစစ်တပ်တွေထောင်လန်ကြီးတွေကပေါ်မှာပေါ်နေဒါတွေကလွယ်ရဲ့လားဗျအေးမင်းပြောတာလည်းဟုတ်တယ်ကွနာမည်မထွက်အောင်တော့နေရတာဘောကွဒီမှာလိုတာဘိန်းစားပါစိန်လို့လူတကာသိနေရင်တော့အဖမ်းခံရတာကြာပြီပေါ့ကွာမြို့ဆိုတော့လူတွေကအများသားကွသူ့ငါမသိငါသူမသိကြီးပဲဆိုတော့လွတ်လပ်မှုတော့ရှိတယ်ကွတူတူတိတ်တိတ်တော့နေရတာပေါ့ကွာအေးကျုပ်ပြောတာအဲ့ဒါဗျတတိတော့ထားတော့ကိုကြီးပါစိန်စိတ်ချပါသားတရားဒါထက်ဗန်းပွေကုန်းကပီတီတဲ့င်းကကြားတယ်ကွဟိုတလောကငွေတွင်းကုန်းကငထွန်းတို့ညီကိုမြို့လာလို့သူတို့ပြောမှငါသိရတာမပြောတတ်တော့ပါဘူးဗျာလူတွေပြောမှပဲကျုပ်လည်းသိတာဗျဒါထက်သူ့ကိုတကြူတော့ဗန်းပွေကုန်းမှလားငွေတွင်းကုန်းမှလားကွဒါကလူသက်မှုလို့ဖြစ်နေတော့စခန်းအလောင်းကိုယူပြီးမြို့ကစေးုံပို့ပြီးစစ်ဆေးခံရတာဗောဗျအဲ့ဒီကပြန်လာတော့ဗန်းပွေကုန်းကိုပဲတည်လာပြီးသူ့အိမ်ကပဲတကြူတာဗောမင်းနဲ့လည်းအတော်ခင်တာပဲမင်းလိုက်ပို့မှာဗောဟာမပို့ဖြစ်ပါဘူးဗျာကျုပ်ကလည်းအဲ့ဒီရက်မှာဖျားနေတာဗျို့အဲ့ရထဲမှာတပတ်လောက်ကိုလဲနေတာစီထိုးဆရာတော်ခေါ်ပြီးစီထိုးလိုက်ရသေးတာဗျဩကျုပ်ပြောတာတကယ်ဗျကိုပီတီနဲ့လိုက်သွားပြီးအိမ်ပြန်ရောက်တော့နောက်တနေ့မှာကျုပ်အပြင်းဖျားရောတပတ်လောက်ကိုကြာသွားတယ်လန့်ဖျားခေါ်မလားဗျာဒါနဲ့ဆရာကိုပီတီအတုပကိုကျုပ်သွားမပို့နိုင်ခဲ့ဘူးဗျဒါနဲ့ကိုကြီးပါစိန်
စောစောကပြောတဲ့တိမ်မင်းဆရာဆိုတာဘာများတော့ဗျ။ဩဖြည်းဖြည်းပေါ့ကွာမင်းလည်းနားချင်တယ်ဆိုရင်နားပါဦး။ဟာဗျာကိုကြီးပါဆိုင်ရလဲခင်ဗျားကပြောမဲ့သူကျုပ်ကနားထောင်ရမဲ့သူဘာပင်ပန်းဆရာရှိလို့လဲကဲပြောအေးဒါဆိုလဲပြောတာပေါ့ကွာ။ဩဒါထက်မင်းအမေရီလင်းငွေစိန်နဲ့အဘတို့ရောမမြင်ပါလားကွာ။မရှိကြဘူးဗျ။သူတို့ကလည်းစွန်းတော်ကြီးအဖွဲလေးဗျာ။ချက်ဖို့ပြုတ်ဖို့တွေစားလုပ်နေပြီပေါ့။အေးဒါဆိုရင်တော့ဟန်ကြတော့ပေါ့ကွာ။လွတ်လွတ်လပ်လပ်ပြောရတာပေါ့။ကိုကြီးပါစိန်ပြောမဲ့ကိစ္စကဘာများတော့ဗျ။ဒီလိုကွာတာတီးရမင်းအကြောင်းငါဟိုကလေးကတိပြီးသားလေ။မင်းကစိတ်သက်အင်မတန်မာတဲ့ကောင်ပြီးတော့စွန်းစွန်းဆာဆာလောက်ရတာလေအာကြီးဝဒနာပါတာမဟုတ်လား။ဒါကြောင့်အခုကိစ္စမှာမင်းနဲ့တွေ့မှဖြစ်မှာကွ။အဲ့လိုဘာကိစ္စများတော့ကိုကြီးပါစိန်ရဲ့မင်းကြားဖို့မလားတော့မသိဘူးတာတီးရဟိုဖက်ရွာပန်းပွေကုန်းမှာနေရတဲ့တရုတ်ကြီးဟုတ်စိန်လीဟာကြားဘူးတာဗောဗျရွှေသွားဟုတ်စိန်ဆိုတဲ့တရုတ်ကြီးမို့လားအေးဟုတ်တယ်သူ့မိမကဒေါ်ကျင်ဖောတဲ့အဲ့ဒါတော့မသိဘူးဗျရွှေသွားဟုတ်စိန်ဆိုတာတော့ကြုတ်ကြဘူးတဲ့ကျုပ်တို့မမွေးခင်ကတည်းကတည်သွားတဲ့သူတွေမို့လားသူတို့အကြောင်းတော့တီးတီးချာချာမသိဘူးဗောဗျာအေးဟုတ်တာဗောကွာကဲငါပြောပြမယ်အဲ့ဒီဟုတ်စိန်ဆိုတဲ့တရုတ်ကပြည်ကြီးပေါက်တရုတ်အစီကြီးတဲ့ငါလည်းမမီလိုက်ပါဘူးသူများပြောတာပါသူမိမကျင်ဖောကတော့ဒီမှာမွေးတဲ့တရုတ်မကြီးတဲ့ကွဗန်းမွေကုန်းမှာနာမည်ကြီးတရုတ်ဆိုင်ကြီးလေကွာငါတို့ထနောင်းကုန်းတို့ငွေတွင်ကုန်းတို့ဆိုတာတော်ယုံနဲ့မြို့တက်ဈေးဝယ်နိုင်တာမှမဟုတ်တာဗန်းမွေကုန်းပဲဈေးတော့ဝယ်ရတာပြီးတော့ရွှေသွားဟုတ်စိန်ဆိုတဲ့တရုတ်ကြီးကအပေါင်နံလဲခံတယ်ကွပေးပေးနံပေးလဲပေးတယ်ဆိုတော့ဒီအနီးနားကရွာသားတွေကအဆင်ပြေတာပေါ့ကွာဟာဒီတရုတ်လီများတော့တော်တော်ချမ်းသာမှာနော်ချမ်းသာတာပေါ့ကွာသူတို့မှသားတယောက်ပဲရှိတာကျင်စိမ့်တဲ့ဒီလူကိုရန်ကုန်မှာထားတာရွာအောင်တစ်ခါတလေမှလာတာကွာနောက်တော့လေတရုတ်ပြည်ပြောင်းသွားတယ်ဆိုလားပဲဒါဆိုအသက်ကြီးလာတော့ခက်မှာပေါ့ဗျအေးအဲ့ဒါပြောမလို့ရွှေသွားဟုတ်စိန်ကြီးတည်တော့တရုတ်ရိုးရအတိုင်းအကြီးအကျယ်ကိုအတုပအခမ်းအနားလုပ်တာတဲ့ကွာမြို့ကပုံကြောင်ကလူတွေဆင်းလာပြီးလှုပ်ပြီးကြတာတဲ့ကွာဗန်းမွေကုန်းတုတ်တံမှာအုတ်ကူအကြီးကြီးလှုပ်ထားတာမင်းလည်းမြင်တာပဲအေးတနည်းလောက်ကြာတော့တရုတ်မကြီးတော်ချင်းဖောကတိတ်မမာတော့ဘူးကွာအဲ့ဒီမှာမြို့ကပုံကြောင်လူတွေလာခေါ်သွားကြတယ်သူတို့နေတဲ့အိမ်ကြီးကိုလည်းဗန်းမွေကုန်းကဥသက်ခါတို့ကစီပေါ်ပေါ်နဲ့ဝယ်ယူလိုက်ကြတာတဲ့ကွာဩဒါနဲ့နေပါအောင်ကိုကြီးပါစိန်ရဲ့ကျွန်တော်ကိုပြောမှဒီတရုတ်လင်များရဲ့ဇက်လန်လားဟာမဟုတ်ရပါဘူးကွာမင်းကလေအီစီနားထောင်စမ်းပါလာမှာပေါ့ကဲပြောပါတော့ဗျာတရုတ်ကြီးကပတ်စံချမ်းသာတော့ဗဇက်ထင်းမှာလေရွှေသွားတွေ10ချောင်းလောက်စိုက်ထားတာတဲ့သားသေးကြီးအင်းဟုတ်မှာပေါ့ဗျာကျုပ်ကပြောဘူးတယ်ဗျရှေးခေတ်ကတရုတ်ကြီးတွေကပတ်စံရှိလိုက်ရွှေသွားစိုက်တယ်ဘိန်းရှူတယ်ဆိုပဲဗျအေးကွာဒီတရုတ်ကြီးတည်တော့တရုတ်မကြီးတော့ကျင်ဖောကသူတို့တရုတ်ထုံးစံအတိုင်းနောင်ဘွားမှာမစင်ရဲအောင်ဆိုပြီးတော့တရုတ်ကြီးကိုခေါင်းသွင်းခါနီးမှာကြောက်စိမ့်လက်စွပ်ကြီးတိတ်ဝှက်ပေးလိုက်တယ်တဲ့အဲ့ဒီကြောက်စိမ့်လက်စွပ်ကြီးကအခုဆိုရင်ဘယ်လောက်တန်မယ်လို့မင်းထင်လဲဟာမသိဘူးလေဗျာကိုကြီးပါဆိုင်ရလဲအေးအနည်းဆုံး10သိန်းလောက်တန်နေပြီနေပါအောင်ကိုကြီးပါဆိုင်ရဲ့ခင်ဗျားတေချာလာကြည့်လားဩတာတည်ရဲ့တေချာဆိုငါ့ကိုပြောပြတဲ့သူကအကြီးပူးမလေးကွာဗန်းပွေကောင်ကအီးကြီးမအမိလားအေးလေအဲ့ဒီတော့ကအကြီးပူးမကဒေါ်ကျင်ဖော့ကြီးနဲ့အာကြီးခင်ဆိုပဲဦးဟုတ်စိန်ကြီးတည်တော့ဒေါ်ကျင်ဖော့နဲ့တွားနေပေးရတာဆိုပဲခေါင်းသွင်းကနီးမှာညဖက်ကြီးလူတွေအိမ်မှာအကြီးပူးမအောင်နိုးပြီးရွှေသွားဟုတ်စိန်ကြီးရဲ့အလောင်းမှာကြောက်စိန်လက်စွပ်ကြီးဝတ်ပေးလိုက်တာတဲ့ကွာအကြီးပူးမကိုခိုင်းလို့အဲ့ဒီလက်စွပ်ကြီးကိုကင်ပေးထားရတာတဲ့နောက်တနေ့ခေါင်းသွင်းတော့ပါသွားတာပေါ့ကွာဒါကိုကြီးပါဆိုင်ကဘယ်လိုသိတာလဲမနစ်ကအကြီးပူးမမျိုးကိုစေးရုံလာတဲ့တော့ငါသွားဆောင်ပေးရတယ်လေကွာအဲ့ဒီမှာငါ့ကိုအကြီးပူးမရှေ့ဟောင်းနောက်ဖြစ်ပြီးပြန်ပြောပြတော့ဒီအကြောင်းတွေပါလာတာကွာအေးဗျာအကြီးပူးမဆုံးလာတာ4-5လတော့ရှိရောမယ်အဲ့ဒီကိစ္စမင်းတို့ငါတိုင်ပင်ချင်တာကွာဗျာဘယ်လိုဗျကိုကြီးပါဆိုင်ငါအဲ့ဒီရွှေသွားဟုတ်စိန်ကူကိုဖောက်ချင်တယ်ကွာဗျာမဗျာနဲ့တာတီနင်းတော့တန်တဲ့ယတနာမဟုတ်ဘူးကွာအလဟာတာဖြစ်နေမဲ့အတူတူတယောက်ယောက်ရတော့မကောင်းဘူးလားကွာဟာကူဖောက်တာရာဇဝတ်မှုတော့ကိုကြီးပါစိန်ငါသိပါတယ်ကွာလူဆိုတာစွန့်စားတင်စွန့်စားရမှာပေါ့ကွာငါမနေ့ကပဲအဲ့ဒီကူကိုတွားကြည့်ပြီးပြီကွာအနည်း50လောက်ရှိပြီဆိုတော့တော်တော်ဆွေးနေပါပြီကွာဖောက်ဖို့မခဲတော့ပါဘူးဟာခင်ဗျားသွားတော့ကြည့်ပြီးပြီဟုတ်လားအေးငါကြည့်ပြီးပြီတာသေးဖောက်ဖို့အကောင်းဆုံးညကတော့ဖះပွဲညပဲကွာမင်းသိတဲ့အတိုင်းတို့ရွာသားတွေရောဗန်းပွေကုန်းသားတွေပါမကြမ်းပွဲလာကြည့်မယ်ညလေကွာလူမပြောနဲ့ခွေးတွေတောင်ဖះပွဲနာရောက်နေတဲ့အချိန်မို့လားပြီးတော့ဆိုင်းတန်ဘုံတန်တွေနဲ့စူညံနေတဲ့အချိန်ဆိုတော့ကိုဖောက်ဖို့အကောင်းဆုံးအချိန်ကွာအင်းခင်ဗျားအခါရွေးရတော့တော်တော်ဟုတ်တာပဲဗျဟာငါဘိန်းစားပါစိန်ကြီးကွာဘိန်းလေးမှုနဲ့ဒါကိုပဲတွေ့လုံနေရကြာလာပြီကွာကျုပ်ဘိန်းစားပါစိန်ပြောတာကိုစေးလိုက်ဖွာရင်တွေးကြည့်နေမိတယ်မိရင်တော့မလွယ်ဘူးဗျဒါပေမဲ့ကြောက်စိန်လက်စွပ်ကြီးကိုတော့တော်တော်စိတ်ဝင်စားတော့တာဗျို့ဒါမျိုးကြားရရင်ဘယ်သူမှမဆိုစိတ်ဝင်စားကြမှာပါဗျာ
ကဲဘယ်လိုလဲတာသေးကိုကြီးပါဆိုင်ရာတာသေးပါဗျာအေးကြိုက်ပြီပေါ့ငါတိပြီးသားပါကွာမင်းတို့လူကဒီလိုစွန့်စားရမယ့်ကိစ္စကိုလက်လွတ်မှာမဟုတ်ပါဘူးဒါပေမဲ့ကိုကြီးပါဆိုင်ခင်ဗျားသိတဲ့အတိုင်းဖျားပွဲရက်ဆိုတော့ရွာလူတွေကပြန်ရောက်နေကြတာတခြားရွာကလူတွေလည်းရောက်နေကြတာဆိုတော့ရွာမှာလူတွေပြည့်နေပြီဗျတော်တော်တော့တည်တည်တက်တက်လုံးမှရမယ်ဟုတ်တာဗောကွာအဲ့ဒီတော့မင်းနဲ့ငါလည်းထပ်မတွေ့တော့ဘူးမင်းတဘောတူပြီဆိုတော့ဘာမှထပ်ပြောစရာလည်းမရှိတော့ဘူးလေလာပညာမှာည10နာရီအရောက်ဗန်းပွေကုန်းတုတ်တန်မင်းအရောက်လာခဲ့တာတည်ရွှေသွားဟုတ်စိန်ရဲ့ကူကိုတော့မင်းသိတယ်မို့လားဟာသိပါတကောဗျာတင်ချင်းမြောက်ဖက်ကုတ်ကူပင်ကြီးအောက်ကကူအကြီးကြီးလေအေးဟုတ်ပြီလိုတဲ့ပစ္စည်းကိရိယာတွေငါအားလုံးယူခဲ့မယ်မင်းဘာမှယူခဲ့စရာမလိုလူတာရောက်အောင်လာခဲ့မင်းဝေစုကတော့တဝက်တိတိပဲဟာရပါတယ်ဗျာကျုပ်ကစွန်းစွန်းစားစားလုပ်ရရင်ကြည်နဲ့နေတဲ့ကောင်ဗျအေးကောင်းပြီပြောပြောဆိုဆိုဘိန်းစားပါဆိုင်ကခါးရီကိုင်းနဲ့အိမ်ကထွက်သွားလေရဲ့